အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့2026ခုနှစ်ဒီနိုင်ငံရေးခင်းချင်းတွေအားလုံးမှာ AI နည်းပညာတွေကဒါပတ်ပေါင်းဆောင်ကနေအားကောင်းတဲ့လက်နက်တစ်ခုလိုဖြစ်နေအဲ့တော့ဒါဒီ AI နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိသတိထားရမလဲပေါ့ဒီ AI ရဲ့အနေတွေကိုဒါဘယ်လိုမျိုးခြေဆက်လှုပ်ဆောင်သွားရမလဲဟောဒီချက်တွေကိုကျွန်တော်နည်းနည်းမျှဝေသုံးသပ်ဆွေးနွေးပေးသွားမှာဖြစ်AI သုံးပြီးတော့ဒီဘက်ခက်မှာလူတယောက်ရဲ့ရုပ်ပုံအတန်နဲ့ဗီဒီယိုတွေကိုအစစ်နဲ့ခွဲလို့မရအောင်လှုပ်ဆောင်နိုင်တာအဲ့တော့ဒီလိုလှုပ်ဆောင်နိုင်မှုတွေနဲ့တစ်ဆက်တည်းဘာတွေပါလာလဲဆိုရင်လိမ်လည်မှုတွေဂုဏ်သိက္ခာညှိုးနှမ်းစေမှုတွေနိုင်ငံရေးမတည်ငြိမ်မှုဖြစ်စေတာဒီချက်တွေကိုအဓိကလိုက်ပြီးတော့တူပါတာအဲ့တော့ AI ကလည်းဒီလူတိုင်းရဲ့အချက်လက်တွေကိုဒါရဲဆောင်ကြည့်တယ်ခွဲချမ်းစိတ်ဖြာပြီးတော့မှလူတွေကိုပြန်ပြီးတော့လုပ်ပြတာတော့ပြောရရင်ပုံကိုလွတ်လပ်ခွင့်နေအများကြီးဆုံးရှုံးလာအဲ့တော့ AI ကဒါလူတယောက်ရဲ့ရုပ်မဟုတ်တော့ဘူးနောက်ပိုင်းမှာဆိုအတန်နဲ့ဒီလှုပ်ရှားမှုတွေကိုတော့ဒါတထရာလေးတူအောင်ထိလူလုပ်ပေးနိုင်တယ်အဲ့တော့နိုင်ငံရေးသမားတွေကဒါတကယ်မပြောဘဲနဲ့ဒါသူတို့ပြောသလိုမျိုးဗီဒီယိုအတုတွေဖန်တီးပြီးတော့ဒါလူထုကြားမှာလှည့်စားတာမျိုးတွေကဒီဘက်ခေတ်မှာဒါခဏခဏတွေ့လာတာအဲ့တော့ AI poster တွေနဲ့ဒီထောင်ပေါင်းများစွာသုံးပြီးတော့မှဒါမူဝါဒတစ်ခုကိုလူကြိုက်ညားနေသေးအောင်ဒါမှမဟုတ်လူတယောက်ကိုအားလုံးကဝိုင်းပြီးတော့ပြစ်တင်နေသေးအောင်မျိုးဒါ AI က comment တွေ post တွေကိုဒါစက္ကန့်ပိုင်းတွင်ရေးပေးတာအဲ့တော့ပြည်သူတွေကဒါလူများကြီးဒီလိုပဲထင်နေကြတာပဲဆိုပြီးတော့ယုံလွယ်သွားတာဟောဒါပေမဲ့တစ်ဖက်ကတော့ဒါ AI ရဲ့လှုပ်ဆောင်မှုတွေပေါ့အဲ့တော့ Facebook မှာဆိုရင်ဒါဒီဗီဒီယိုတွေအားလုံးကိုဒါ AI ရဲ့လေ့လာတယ်ပြီးမှလေးစားမှုတွေပေါ်မှာလိုက်ပြီးတော့ဒါတယောက်ချင်းစီရဲ့အားနည်းချက်တွေကြောက်တရားတွေပေါ့ထိုးနှက်ချက်တွေအားလုံးကိုဖြန့်ပြီးတော့လှုပ်ဆောင်နေတာတော့ပြောရရင်ဒါဒီဘာသာရေးမှိုင်းအဲ့လိုမျိုးဖြစ်စဉ်တွေပြီးဒီနိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးမှိုင်းတော့ဒါတွေကို AI ကနောက်ပိုင်းမှာလူတွေနီးလိုက်ပြီးတော့လုပ်ပေးနေတော့တိုင်းပြည်အတွက်အနေရဖြစ်လာနိုင်တယ်ပြီးရင်ဒါဒီခုအနေရရှိတဲ့အစစ်အထိကိုဒါရောက်လာတဲ့အမိတ်ပေးတာမျိုးတွေဖြစ်လာတော့အဲ့တော့ဒါတွေကိုတစ်ဖက်ကပြန်တိုက်ခိုက်ဖို့အတွက်မူဝါဒတွေနဲ့ချမှတ်ထားဖို့ဒါ AI တွေကိုစောင့်ကြည့်ဖို့ဒီရှက်တွေကအားနေတယ်အဲ့တော့ AI ကရေးတဲ့ဒီသတင်းဆောင်ပါတွေကိုဒါဒီနာမည်ကြီးသတင်းဌာနတွေကပုံစံအတိုင်း website တွေမှာတင်တယ်ဖြန့်တယ်ပြီးဒီသတင်းအစစ်နဲ့အတူခွဲမရအောင်ပဲဒါလူထုကြားမှာလှုပ်ဆောင်တယ်အဲ့တော့ဒီ AI ကြောင့်ပဲဒါလူတွေအားလုံးကလောက်ကင်တွေပျောက်ဆုံးသွားမယ်ပြီးဒီလူမှုစီးပွားမညီမျှမှုတွေဝါဟသွားတော့ဒါဆင်းရဲချမ်းသာကြားမှာဆိုရင်ဒီကွာဟချက်တွေအများကြီးဖြစ်လာတယ်ပြီးဒီနိုင်ငံရေးမတည်ငြိမ်မှုတွေဒါတွေဖြစ်ဖို့အတွက်အများကြီးကိုဒါလှုပ်ဆောင်ပေးရအဲ့တော့အစိုးရတွေနဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့ဒါ Universal Basic Income လိုမျိုးဒါမူဝါဒအသစ်တွေကိုဒါချမှတ်ဖို့လှုပ်ဆောင်ဒီလိုမျိုးမလှုပ်ဆောင်ရင်ဒီနိုင်ငံရေးစနစ်ကြီးတစ်ခုလုံးပြိုကွဲသွားပြီးတော့ဒါဒီအနေ AI ရဲ့အနေကအလွန်လို့ဟုတ်တာဒီထားစရာဖြစ်လာဒီ21ရာစုနောက်ပိုင်းမှာဆိုရင်ဒီ AI နည်းပညာပိုင်ဆိုင်မှုတွေကဒါလူမှုလက်နက်ပိုင်ဆိုင်မှုတွေနဲ့တောင်းဒါတရံတူလာတာပေါ့အင်အားကြီးနိုင်ငံတွေကဒီ AI ကိုဒါစီရေးမှာတာစည်းရဖို့အထိကိုသုံးလိုက်လူသားတွေထိန်းချုပ်မှုမပါဘဲနဲ့ပြစ်မှတ်တွေကိုရှာဖွေတိုက်ခိုက်လာနိုင်တယ်ပြီးဒီ AI drone တွေနဲ့ပဲလက်နက်တွေနဲ့ပဲဒီကမ္ဘာလုံခြုံရေးအတွက်ဒါစိန်ခေါ်မှုတွေအများကြီးကိုဒါသူတို့ဖန်တီးလာတာအဲ့တော့ဒီနေရာမှာဒါ AI နည်းပညာကိုမပိုင်သေးတဲ့ဒီနိုင်ငံငယ်လေးတွေပေါ့ဒီလိုနိုင်ငံငယ်လေးတွေအနေနဲ့ဒီနိုင်ငံကြီးတွေပေါ်မှာမိခိုလာရတယ်ပြီးရင်ဒါ digital ဘိုင်းဆိုင်ရာကိုလိုနီပြုမှုတွေခံခဲ့ရတာတော့ဒါကြောင့်မလို့ဒီနိုင်ငံရေးရာဒီ2026မှာဒါ AI နည်းပညာရဲ့အနေကလွတ်လို့ဒါကြီးမားလာတယ်အဲ့တော့ AI ကိုဘယ်သူကဘယ်လိုရည်ရွယ်ချက်နဲ့သုံးမလဲဆိုတဲ့အပေါ်မှာဒါပြန်ပြီးတော့မေးခွန်းထုတ်စရာဖြစ်လာတော့ဒါကြောင့်လေဒီနိုင်ငံတကာအဆင့်တွေမှာ AI ကိုထိန်းကျောင်းမဲ့ဥပဒေတွေကျင့်ဝတ်ဆိုင်ရာသဘောတူညီချက်တွေညံဆုံးတာလှုပ်ဆောင်ဖို့ဆိုပြီးတော့ဝိုင်းပြီးတော့တိုက်တွန်းနေကြတာဒါဒီကနေ့ပြောခဲ့ရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဒါပြန်ချုပ်ရရင်ဒီဘက်ခေတ်မှာဒါတွေ့သမျှကြားသမျှဒါဆက်ရှင်းမယုံဘဲနဲ့ဒါတကယ်ဟုတ်ရဲ့လားလို့ဒါပြန်စစ်စရာမေးခွန်းတွေဖြစ်လာသတင်းရင်းမြစ်ကိုကြည့်မယ်ဒါခိုင်လုံတဲ့သတင်းဌာနတွေကတင်တာဟုတ်မဟုတ်ဒါတွေကိုစစ်ဆေးပြီးတော့ဒီ AI မူဝါဒဖြန့်တာ AI ရဲ့ဒါဝါဒမိုင်းနေဟုတ်ဟုတ်ဆိုတာကိုတော့ဒါအဓိကစစ်ဆေးလာတာအဓိကပြဿနာဘာလဲဆိုရင်ဒီနိုင်ငံရေးဝါဒဖြန့်တဲ့အချိန်မှာဒါသူတယောက်ရဲ့ဒေါသရဲ့အကြောက်တရားတွေကိုအရင်ပြုတ်ပြီးတော့ဒါကစားနေတဲ့ဒါသတင်းပုတ်ဖြစ်တာအဲ့တော့
ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒါဒီခုအကုန်လုံးကဒါ AI နဲ့လှုပ်ထားလားဒါတကယ်အစ်စ်ကောဟုတ်ရဲ့လားဆိုပြီးတော့ဒါပြန်ဆင်ကျင်ပြီးမှပဲဒါ AI ရဲ့ဒါအနေကိုထိန်းချုပ်ကာကွယ်သွားတင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူးတင်ပါတယ်